မင်္ဂလာပါကိုပတ်ဝန်းကျင်မှာလေတခါလေနားလေရခက်တဲ့သူတွေချီးပဲကိုနဲ့ဘလို့မှအဆင်မပြေနိုင်ဘူးလို့ထင်ရတဲ့သူတွေရှိတယ်လို့ခံစားရဘူးကြမယ်ထင်တယ်ဟုတ်ကဲ့အဲ့လာတော်တော်များများကြုံမှုကြမှာပါอืมစတူရှေဆိုတဲ့လုပ်ငန်းရှင်တယောက်တောင်သူ့ဝန်ထမ်းတွေကိုအတုံးမကျဘူးလို့မြင်ခဲ့ဘူးတဲ့ဆိုပဲဆိုတော့ဒီနေ့Thomas Erickson ရဲ့ Surrounded by Idiots စာအုပ်ကောင်းထုတ်ချက်တွေတဲကအချက်အလက်တွေကိုသုံးပြီးတော့ဒီကိစ္စကိုနည်းနည်းစစ်ဆက်ဆွေးနွေးကြည့်ကြအောင်ကောင်းပါတယ်အဓိကတော့လေလူတွေရဲ့အပြုတ်မှုပုံစံတွေကမတူဘူးပေါ့အဲ့လာကိုအယောင်နဲ့ခွဲကြည့်တာအနီအဝါအစိမ်းအဖျာဆိုပြီးတော့ဟုတ်ဒါကလူတွေကိုတစိတ်ကပိုတော့မဟုတ်ဘူးเนาะကိုနဲ့မတူတဲ့သူတွေကိုဘယ်လိုနားလဲမလဲဘယ်လိုပိုအဆံပြေအောင်ဆက်ဆံမလဲတီးဖို့ရည်ရွယ်တာပါမှန်ပါတယ်အဲ့ဒီအချက်လေးတွေနောက်လေလိုက်ရင်လေတစ်ဖက်လူရဲ့အပြုတ်မှုနောက်ွယ်ကအကြောင်းရင်းကိုနည်းနည်းသဘောပေါက်လာပြီးတော့ဆက်ဆံရေးတွေပိုကောင်းလာနိုင်တယ်စိတ်နှောက်ယှက်ဖြစ်တာတွေလည်းယော့သွားနိုင်တယ်ပေါ့နော်အတိအကျပဲတကယ်လို့ဆက်တွေ့ရေးဆိုတာကိုဘာပြောလိုက်လဲဆိုတာထက်ဟိုဘက်ကလူကပါကြသွားလဲဘယ်လိုနားလဲလိုက်လဲဆိုတာပိုရေးကြည့်တာဟုတ်ပါသူရဲ့အမြင်တို့ပလိုက်မှုတို့ကနေစစ်ထုတ်လိုက်တာမျိုးပေါ့လေဆိုတော့ကိုယ့်ရွယ်ချက်ကကောင်းမယ်တစ်ဖက်လူကနားလဲမှုလွဲသွားနိုင်တယ်အဲ့ဒီ stranger လို့ပေါ့ကိုနဲ့မတူတဲ့သူကိုလိုမလုပ်တဲ့သူကိုအတုံးမကျဘူးလို့သတ်မှတ်မိသွားတော့ကဲဒါဆိုရင်အဲ့အယောင်တွေအကြောင်းတစ်ခုချင်းစီကြည့်ရအောင်ပထမဆုံးအနီရောင်သူတို့ကဘယ်လိုမျိုးလဲအနီရောင်တွေကလေတော်တက်ကြွတယ်ရီမန်းချက်လဲကြီးတယ်ဆုံးဖြတ်ချက်ပြတ်သားတယ်ပြီးတော့ပြိုင်ဆိုင်ခြင်းစိတ်လဲပြင်းထန်တာပေါ့အလုပ်ပြီးဖို့အထီးကထားတဲ့သူတွေ Steve Jobs လိုမျိုးလားဟုတ်တယ်စာအုပ်ထဲမှာ Steve Jobs ကိုဥပမာပြထားသလို Mother Teresa ကိုလည်းအနီရောင်ထည့်ထားတယ်ဟုတ်လား Mother Teresa ကအနီရောင်ဆိုတာနည်းနည်းတော့ထူးဆန်းသလိုပဲဟုတ်ဒါပေမဲ့စာရေးသူကရှင်းပြထားတာကလေသူတီးထောင်ခဲ့တဲ့အဖွဲ့အစည်းကကဘာနဲ့ချီလဲပတ်နိုင်တာတို့သူ့ရဲ့မယုံနိုင်စရာစိတ်သက်ကြံ့ခိုင်မှုတို့ကဘာခေါင်းဆောင်တွေနဲ့ဆက်ဆန်းတဲ့အခါလူအပ်တဲ့ပြတ်သားမှုတို့ကြောင့်ပေါ့အားနည်းချက်ကတော့စိတ်မြန်တာတခါလေထိန်းချုပ်ချင်တာမျိုးရှိနိုင်တယ်ဆိုတော့သူတို့နဲ့ဆက်ဆိုင်ရင်လူရင်းတို့ရှင်းပြောဖို့လိုမယ်အချိန်ဆွဲတာမကြိုက်တော့ဘူးပေါ့မှန်ပါတယ်ရလက်ကိုအဓိကထားဆွေးနွေးရင်သူတို့အာယုံစိတ်မှုပိုရတယ်ဟုတ်ကဲနောက်တစ်ခုအဝါရောင်သူတို့ကြတော့ရောအဝါရောင်တွေကတော့ပြောနေတတ်တဲ့သဘောရှိတယ်အကောင်းမြင်စိတ်အယမ်းများတယ်ဖော်ရွေးတယ်စကားပြောကောင်းတယ်တီထွင်ဖန်တီးစိတ်လေးရှိတယ်လူတွေကိုစိတ်အားတကြွအောင်ပြောနိုင်တယ်ပေါင်းတဲ့ဆက်ဆံရေးကောင်းမဲ့ပုံပဲဒါပေမဲ့အားနည်းချက်လည်းရှိမှာပေါ့ရှိတာပေါ့ဘရိုကစကားအယမ်းများတတ်တယ်တခါလေအာယုံစူးစိုက်မှုနည်းနည်းရော်ထွက်တတ်တယ်သူများပြောတာကိုအဆုံးထိတေချာနားမထောင်မိတာမျိုးလည်းဖြစ်တတ်တယ်စာရစ်သူရဲ့ Alfa Romeo ကားဟောင်းဝယ်တဲ့တငယ်ချင်းစလန်းလို့ပေါ့ကားကအခြေအနေစိုးနေတာတော့အကောင်းတွေပဲမြင်နေတာမျိုးဟုတ်အဲ့ဒါဆိုအဝါရောင်ရင်နဲ့အလုံးလုံးရင်သူတို့ရဲ့အတွေးခေါ်တွေကိုအတိအမှတ်ပြုပြီးအားပေးတာကောင်းပေမဲ့လမ်းကြောင်းပေါ်ပြန်ရအောင်တော့နည်းနည်းထိမ့်ပေးဖို့လိုမယ်ထင်တယ်အဲ့ဒါပေါ့သူတို့ရဲ့စိတ်ကုစိတ်တန်းတွေကိုအားပေးရမယ်ဒါပေမဲ့လက်တွေ့ကြဖို့ပန်းနိုင်ကိုပြန်အာယုံစိတ်မိအောင်တော့သတိပေးနေရမယ်ကဲဆက်လိုက်အောင်အစိမ်းရောင်တွေကကျတော့ဘယ်လိုလဲအစိမ်းရောင်တွေသူတို့ကတော့အေးဆေးတယ်တည်ငြိမ်တယ်သူများပြောတာကိုနားထောင်ပြီးတယ်အားပေးကူညီတတ်တယ်အဖွဲနဲ့အလုပ်လုပ်ရတော့ကိုပိုကြိုက်တယ်ဒါဆိုအေးဆေးသမားတွေပေါ့ဟုတ်တယ်ဒါပေမဲ့အားနည်းချက်ကတော့အပြောင်းလေးကိုကြောက်တတ်တာပဲပฏิပတ်ခါဖမကိုလည်းအရန်ရှောင်တယ်စာရေးသူရဲ့လက်ဖော်ကိုင်းတဲ့မခစ်အကြောင်းပြောထားတာရှိတယ်လူကြားထဲမှာချီးကျူးခံရတာတဲ့တိတိလီအတိမတ်ဖြူခံရတာကိုပိုကြိုက်တဲ့သူမျိုးပေါ့ဒါဆိုသူတို့ကိုအပြောင်းလေးတစ်ခုလှုပ်ဆေးချင်စိတ်ရှည်ဖို့လိုမှာပဲဖိအားပေးလို့မရတော့ဘူးသိချတယ်သူတို့ကိုစိတ်ချရတယ်ဆိုတဲ့ခံစားချက်မျိုးပေးရမယ်အချိန်ပေးပြီးစဉ်းစားခိုင်းရမယ်အကျိုးအပြစ်ကိုစိတ်ရှည်ရှင်းပြရမယ်ဟုတ်ကဲ့နောက်ဆုံးတစ်ခုကအပြာရောင်နော်ဟုတ်ပါတယ်အပြာရောင်သူတို့ကစဉ်းစားဆင်ခြင်မှုအားကောင်းတယ်အသေးစိတ်ကြတယ်အရေးအသွေးကိုအယမ်းအလေးထားတယ်တီရီညင်ညင်ပဲIKEA ပရိဘောဂတက်တဲ့အခါညွန်ကြားချက်ကိုတေးသေးချာချာအစအဆုံးဖတ်ပြီးမှစလုပ်မဲ့သူမျိုးပေါ့အတိကျသမားတွေဒါပေမဲ့သူတို့ရဲ့အဲ့ဒီအသေးစိတ်ကြမှုတိကျမှုကိုအရန်ကျူးဆိုင်တာကတခါလေသူများကိုခက်စိမ့်စေနိုင်တယ်ဝေဖန်တတ်တယ်လို့ထင်စေနိုင်တယ်အဲ့ဒါကြောင့်သူတို့နဲ့ဆက်ဆံရင်အချက်လက်ဒီတေချာပြည့်စုံပြဖို့လိုတာပေါ့နော်စဉ်းစားကြည့်လေပြီးရမယ်မှန်ကန်မှုကိုသူတို့တန်ဖိုးထားတယ်ဆိုတာသိထားရမယ်ဟုတ်တယ်နော်စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကလေဒီအယောင်တွေကကိုမြင်ပုံနဲ့တခြားသူတွေကကိုမြင်ပုံနည်းနည်းကွာတတ်တာပဲဘယ်လိုမျိုးလဲဥပမာအနီယောင်ကကိုတော့ပြက်သားတယ်လို့ပဲမြင်မှာပေါ့
ဒါပေမဲ့တချို့လူတွေကကြတော့ရန်လို့တယ်အနာပြတယ်လူမြင်သွားနိုင်တယ်အဝါရောင်ကကိုအကောင်းမြင်တယ်ပေါင်းလို့ကောင်းတယ်ထင်ပေမဲ့တခြားသူတွေကစကားရမ်းများတဲ့တကိုကောင်းဆန်တယ်လို့မြင်နိုင်တယ် ။အော် အစိမ်းရောင်ကကိုဘာသာတည်ငြိမ်တယ်လို့ခံယူပေမဲ့ခေါင်းမာတယ်အပြောင်းလဲမလိုက်နိုင်ဘူးလို့အမြင်ခံရနိုင်တယ်အဖျာရောင်ကျတော့ကိုကြိုးချောင်းစီလျော်တယ်တိကျော်တယ်လို့မြင်ပေမဲ့တခြားသူတွေကအေးဆက်ဆက်နိုင်တယ်ခံစားချက်မရှိဘူးလို့ထင်သွားနိုင်တယ် အဲ့ဒါတို့ရည်ကြီးတဲ့အချက်ပဲနော်ကိုပြုမှုကသူများကိုဘလို့တက်ရောက်မှုရှိနိုင်လဲဆိုတာသတိထားရမှာပေါ့အဲ့တော့ဒီလိုပြုမှုပုံစံတွေကိုနားလေထားရင်ကိုယ့်ဆက်ဆံပုံကိုတစ်ဖက်လူနဲ့အဆင်ပြေအောင်နည်းနည်းချင်းကြီးလို့ရလာမယ် ဟုတ်ပါတယ် ဟိုမသေးချရင်မလို့လုပ်ရမလဲအစောက်ထဲမှာအကြံပေးထားတာရှိသေးလား စာရေးသူကတော့အချံပေးထားတာကလေဘလို့ဆက်ဆံရမှမတိချရင်အစိမ်းရောင်လို့ပြုမှုပါတယ်ဆိုလိုလာကခဏလောက်ငြိမ်နေလိုက်တိချနားထောင်ကြည့်အခြေအနေကိုလေ့လာကြည့်ပေါ့ အော်နားမယ်ပြီတုံ့ပြောင်မှုမလုပ်ခင်ခဏစောင့်ကြည့်လေးလာခိုင်းတာ အဲ့ဒါပေါ်ပါပဲဆိုတော့အနစ်ချရရင်ဒီအယောင်ခွဲခြားတာတွေကလူတွေကိုအကန့်တွေထွားထည့်ဖို့မဟုတ်ပါဘူးဒါကကိုယ့်ရဲ့ကိရိယာတေတာတွေကလက်နက်တစ်ခုလိုပဲ ဟုတ်ကဲ့ တယောက်ချင်းစီကကဘာကြီးကိုဘလို့မြင်လဲသူတို့ဘလို့ဆက်ဆံခံခြင်းလဲဆိုတာကိုနည်းနည်းနားလည်ပြီးကိုယ့်ရဲ့ဆက်သွယ်ပြောဆိုပုံကိုလိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲဖို့ပါဒီလိုလုပ်နိုင်ရင်နားလည်မှုတွေပိုကောင်းလာမယ်အချင်းကုန်လူပင်ပန်းစိတ်အနှောက်အယှက်ဖြစ်တာတွေလည်းနည်းသွားမှာပေါ့ အရန်ဟုတ်ပါတယ်ကဲဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီးနားထောင်နေသူတွေအတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ခြင်းပါတယ်ကို့မှာတော့ကို့ပတ်ဝန်းကျင်ကလူတွေမှာပါဒီလိုအယောင်လက္ခဏာတွေကိုသတိပြုမိလာတာကနေ့စဉ်ဆက်ဆံရေးတွေဒါမှမဟုတ်အဖက်လိုက်လှုပ်ဆောင်မှုတွေကိုဘလို့များပြောင်းလဲသွားစေနိုင်မလဲ စဉ်းစားစရာပဲ နောက်ပြီးတော့လေကိုနားလေရခက်တယ်လို့အရင်ကထင်ခဲ့တဲ့သူတွေကိုဒီလိုအယောင်တွေရဲ့ရှုထောင့်ကနေပြန်ကြည့်လိုက်ရင်ကောငါပတ်ဝန်းကျင်မှာနားမလဲတဲ့သူတွေချီးပဲဆိုတဲ့ခံစားချက်မျိုးနည်းနည်းလျော့သွားနိုင်မယ်လို့ထင်ပါသလားအဲ့ဒါလေးကိုဘာသာပြန်သုံးသပ်ကြည့်ဖို့ကြံပေးခြင်းပါတယ်